သာတီဆုံးမှာအဆက်ပြတ်လို့ကြတော့ပြောတာသူရင်ဆုံးမဆုံးသက်ဖို့လည်းမဖြစ်လို့ငိုကဆွလို့ဖို့တော့မဖြစ်နိုင်မှာဘယ်လိုမှမဖြစ်နိုင်မှာသူပြောတော့နားလည်မှုတွေပေးနေခဲ့တကယ်ချစ်လို့မဟုတ်ဘူးတကယ်ကိုယူခုန်ခဲ့လို့ရင်ပြောက်